Assalamualaikum မင်္ဂလာပါကျွန်တော်လည်းစိုက်ကိစ္စလေးနဲ့အလုပ်ရှုပ်နေတော့ဗီဒီယိုလေးတွေလည်းမတင်ပြဘူးပေါ့နော်တစ်နှစ်မှာတစ်ခါမှာတစ်လမှာဒီအစားတောက်လေးကကျွန်တော်တစ်ချိန်မှာရောင်းချတဲ့အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကိုလာရောက်အားပေးဖို့လည်းဖိတ်ခေါ်လိုက်တယ်ပြီးတော့ကျွန်တော်ရှိမှရတာတွေကတော့ချက်သားစာတွေအာလူကတလေးအမေသာရှမ်းမီချက်သားပြည်မလေးမလမြအိတော့မလေးပြပေးမယ်ဒါချက်သားစာတွေကအမေသာရှမ်းမီကပတ်ပြည်မချက်သားပြည်မလေးပြည်မချက်သားချက်ပြည်မအာလူကတလေးလာမလားအဲ့တော့ချက်သားနဲ့အမေသာစားတဲ့မိတ်ဆွေများကျွန်တော်ဆိုင်မှာလာရောက်အားပေးဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။တစ်နှစ်မှာတစ်ခါအခုနပြောသလိုတစ်ခါမှာတစ်လအဲ့တစ်လအတွင်းမှာဒါရောင်းချတော့မိုးလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့လာရောက်စားသုံးကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။အားလုံးလာရောက်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်။ Okay ဖုန်းနံပါတ်အော်တယ်နဲ့ဖုန်းနံပါတ်လေးကတင်ပြပေးခုကိုနဲ့တုံးတဲ့ခွင့်ပြုချက်ကိုဆက်သွယ်လို့ရအောင်အော်တယ်လို့ရပါတယ်ကျွန်တော်ဖေးရ